ဒီနေ့တော့လေရိုးစင်းသလောက်အရန်ကိုအသွေးကွာဆရာကောင်းတဲ့ပုံပြင်လေးကပုတ်အကြောင်းပြောပြချင်ပါတယ်။ဒီပုံပြင်လေးကနေ့စဉ်ဘဝမှာကြုံနေရတဲ့စိန်ခေါ်မှုတွေကိုမြင်တဲ့အမြင်ကိုတော့ပြုံးလင်းသွားစေနိုင်လောက်အောင်စွမ်းနေ။ကဲပုံပြင်ထဲမဝင်ခင်မှာပေါ့နော်ဒီမေကွန်းလေးတစ်ခုကိုအတူတူစဉ်းစားကြည့်ကြရအောင်။တကယ်တမ်းမှာပြဿနာတွေကပြဿနာအစစ်အမှန်ဟုတ်ရဲ့လား။ဒီမေကွန်းလေးကအခက်ခဲဆိုတဲ့အရာပေါ်ကျွန်တော်ရဲ့အမြင်ကိုပြန်ပြီးဆန်းစစ်စင်ပါပါ။ကဲဒီပုံလေးညက်ဇက်ကောင်လေးကတော့အာရပ်ပေါ့သူကဘလို့လဲဆိုတော့အခက်သွေးသေးလေးတွေကိုတော့အေယာမတောင်ကြီးတစ်လုံးလို့မြင်တတ်တယ်သူဘဝကဆိုရင်ပူပန်မှုတွေညှဉ်းညူတန်နေနဲ့ပဲပြည့်နေတာပေါ့ဒါကကျွန်တော်တို့တော်တော်များများလဲတခါတလေကြုံမှုကြတဲ့ခံစားချက်မျိုးမဟုတ်လားသူရဲ့နေ့စဉ်ဘဝကညှဉ်းညူတန်နေနဲ့ပြည့်နေတာဥပမာယာဒီဥတုပူလာပြီဆိုရင်ဟာဒီလိုအပူထဲမှာဘလူးလို့အလုတ်လုံနိုင်မှာလဲကွာဆိုတာမျိုးအင်းစားတွေနည်းနည်းများလာရင်ဒါကတော့လုံးဝမဖြစ်နိုင်ဘူးလို့တွေးတယ်။အိမ်လိုလေးလုပ်ရတာကိုတော့ဘာလို့ငါတက်မှအရာရာကခက်ခဲနေရတာလဲဆိုပြီးမြင်တတ်တယ်။သူရဲ့ပြဿနာကကံရည်ပြင်းလို့စိတ်တက်ရှိနေတာပါပဲ။အဲ့လိုမျိုးနေတိုင်းညီနေတော့ဒီနေ့မှာ RFA အဖေကသူ့ကိုသင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့စကားနဲ့ပြောပြတာမျိုးမဟုတ်ဘဲလက်တွေ့လုပ်ပြတဲ့သင်ခန်းစာတစ်ခုပေါ့။ဟုတ်ပါတယ်။စားတစုံနဲ့ပေးမဲ့သင်ခန်းစာပါ။သူ့အဖေလုပ်ပြတာကတကယ်ရိုးရှင်းလေးပါပထမဆုံးစားတစုပ်ကိုယူပြီးငြိမ်သက်နေတဲ့ကန်တစ်ခုတည်းဖြည့်ထည့်လိုက်တယ်အားရောက်ကိုမြေးခိုင်းတော့ခါလိုက်တာတဲ့ပြီးတော့နောက်ထပ်စားတစုပ်ကိုပဲကျဲပြန့်တဲ့မြစ်ကြီးတစ်စင်းနဲ့ဖြည့်ထည့်လိုက်ပြန်ရောဒီတစ်ခါမြစ်ရေးကိုမြေးကြည့်တော့လက်ဆက်တယ်လို့သူပြန်ဖြေတယ်စားကအတူတူပဲနော်လောက်ရက်ကလည်းအတူတူပဲဒါပေမဲ့ရလက်ကတော့လုံးဝကိုကွာသွားပါတယ်အဲ့ဒီမှာတင်သူ့အဖေကပုံမြင်ရဲ့အဓိကအချက်အသက်သွေးကြောဖြစ်တဲ့စကားကိုပြောလိုက်တာပဲ။ဒါဘဝရဲ့ပြဿနာတွေကစားနေတူတယ်။သူတို့ရဲ့ပမာဏကဘယ်တော့မှမပြောင်းလဲဘူး။ဒါပေမဲ့တားရဲ့ပေါ်ဘယ်လောက်တက်ရောက်မှုရှိလဲဆိုတာကတားရဲ့လုံတာဘယ်လောက်ကြီးမားလဲဆိုတာပေါ်မှာပဲမူတည်တယ်တဲ့အဖေစကားကိုကြားလိုက်ရတဲ့အခါမှာအာရပ်ခေါင်းထဲမှာတင်းခနဲ့ဖြစ်သွားတယ်။အော်သူသဘောပေါက်သွားပြီ။သူ့ရဲ့ကံရည်ပင်လိုစိတ်တက်ကနေမြည့်ရလိုစိတ်တက်ကိုပြောင်းလဲဖို့လိုနေပြီဆိုတာကိုပေါ့ကံငယ်လေးတက်အိုင်ကနေစီးဆင်းနေတဲ့မြစ်တစင်းဖြစ်ပြောင်းလဲခြင်းပေါ့ဗျာဆိုတော့ဒီစိတ်တက်နှစ်ခုကဘာကွာလေးဆိုတာရှင်းရှင်းလင်းလင်းလေးကြည့်ကြည့်အောင်ကံရည်ပင်လိုစိတ်တက်ဆိုတာကကိုယ်နှလုံးသားကတေးသေးလေးဖြစ်နေတာအဲ့တော့ပြဿနာတေးသေးလေးတွေကတော့ခါသက်ပြီးဘဝကခက်ခဲလိုက်တာလို့ခံစားရကြတယ်မြည့်ရလိုစိတ်တက်ကတော့နှလုံးသားကကြီးမားကျယ်ပြန့်တော့ပြဿနာဆိုတဲ့စားတွေကိုအေးအေးဆေးဆေးရေးဖြုံနိုင်တယ်ဘဝကလည်းအဆင်ပြေပြေဆက်ပြီးစီးဆင်းနေတယ်လို့ခံစားရစီတာပေါ့အဲ့ဒီအချိန်မှာအရပ်ကကိုပြန်တုံတန်မိသွားတယ်ဟုတ်တာပဲငါသာဒီကံကြီးပြန်လို့ကြီးမြောင်းနေရင်တော့ဒီဒုက္ခတွေကလွတ်မှာမဟုတ်ဘူးဒါပေမဲ့မစ်တဆင်းလို့ကျဲပြလာရင်တော့ဘယ်ရာမဆုံကရင်းဆိုင်နိုင်တယ်ဆိုပြီးတော့ပေါ့သူရဲ့ဒုက္ခနဲ့ပျော်ရွှင်မှုဟာသူရဲ့ရှုမြင်ပေါ်မှာပဲမူတည်နေတယ်ဆိုတာကိုသိသွားတဲ့အလဲပြောင်းတစ်ခုပါပဲကောင်းပြီတပုတ်တရားတော့သိသွားပြီဒါပေမဲ့လက်တွေ့ဘဝမှာတော့ IF ကဒီသင်ခန်းစာကိုသူ့ရဲ့နေချင်းဘဝနဲ့ဘယ်လိုထည့်သွင်းသွားလဲဆိုတာကြည့်လိုက်ရအောင်လေတပုတ်တရားကလေအကျင့်ဖြစ်ပြောင်းလဲသွားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။သူလှုပ်သွားတဲ့ပုံစံကရိုးရှင်းတဲ့အဆင့်၃ဆင့်ပဲရှိပါတယ်။ပထမဆုံးကိုနီးညွတ်တော်မဲဆိုတဲ့အချင်းဟောင်းတော်လာတာကိုသတိထားလိုက်တယ်။ဒုတိယဆင့်ကတော့ကန်နဲ့မြစ်ရဲ့သင်ခန်းစာကိုချက်ချင်းပြန်အမတ်ရလိုက်တာ။နောက်ဆုံးမှာတော့ဂျုံနေရတဲ့စင်ခေါ်မှုကိုဒုက္ခလို့မမြင်တော့ပဲအခုနဲ့ရေးချကိုအဖြစ်ရှုမြင်ပုံပြောင်းလိုက်တာပါပဲ။သူ့ရဲ့အတွေးတွေဘယ်လိုပြောင်းသွားလဲဆိုတာကိုကြည့်ရအောင်။အရင်ကအိမ်စားဖို့ရရင်ဒါကတော့မဖြစ်နိုင်ဘူးလို့တွေးမယ်အစားဒါကငါပိုးတော်လာဖို့အခွင့်အရေးပဲလို့မြင်လာတယ်။ရေပုံးဆွဲရတဲ့အခါဘာလို့ဒီလောက်ခက်ရတာလဲလို့ညည်းမဲ့အစားဒါကငါ့ကိုပိုးတတ်မှစေမှာလို့တွေးလာတယ်။အတွေးလေးတစ်ခုပြောင်းလိုက်တာနဲ့ခန်းစားချက်တစ်ခုလုံးပြောင်းသွားတာပေါ့။ဒီလိုအတွေးလေးတွေပြောင်းလိုက်ကနဲ့သူ့ဘဝမှာတကက်ကိုအပြောင်းလဲကောင်းလေးထစ်လာတော့တာပဲ။စိတ်ထဲမှာအရင်လိုဘွန်းချက်မနေတော့ပဲပေါ်ပါလာတယ်။တငယ်ချင်းတွေကသူ့အနာပြန်လာကြတယ်။ဆရာကတော့သူ့ကိုချီးကျူးတယ်။အရေးကြီးဆုံးကတော့သူ့ရဲ့တည်ငြိမ်မှုကိုတခြားသူတွေကပါတတိပြုမိလာတာပါပဲ။ဒါတွေအားလုံးဟာချီစားပြောင်းလဲမှုကနေရလာတဲ့အကျိုးကျေးဇူးတွေပေါ့ကဲဆိုတော့ဒီပုံပြင်တစ်ပုံလုံးကနေကျွန်တော်တို့အထူးကယူသွားရမယ့်အချက်ကဘာဖြစ်မလဲဘဝရဲ့ပြဿနာတွေအတွက်ရိုးရှင်းတဲ့ဖြေရှင်းချက်ကတော့မြစ်တစင်းဖြစ်လာဖို့ပါပဲဒီနေရာမှာမှတ်ထားရမှာကတကယ်တမ်းမှာပြဿနာတွေကသေးသွားတာမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်ကကြီးထွားလာတာပါကျွန်တော်တို့ရဲ့ဟလုံသားကျေပြန့်လာတဲ့အခါမှာဘလို့ပြဿနာမျိုးမဆိုတင်းငယ်သွားတယ်လို့ခံစားရတာပါဒါကြောင့်တကယ်ဖြေရှင်းချက်ကဘဝသေးကစားတွေကိုလိုက်ဖယ်နေဖို့မဟုတ်ဘူးအဲ့ဒီစားတွေကိုအေးအေးဆေးဆေးအရေးဖြောနိုင်တဲ့မြစ်တစင်ဖြစ်လာဖို့ပဲလိုတာပါဒါဆိုရင်လေ
နောက်တစ်ခါကိုဘွားမှာစိန်ခေါ်မှုတစ်ခုခုနဲ့ကြုံလာပြီဆိုရင်ကိုပြန်မေးရမယ့်အရေးကြီးဆုံးမေးခွန်းတစ်ခုရှိလာပြီအဲ့ဒါကဘာဖြစ်မလဲ အဲ့ဒီမိကွန်းကတော့အခုငါဟာကန်ရီပင်ဖြစ်နေတာလားဒါမှမဟုတ်မြေတစင်းဖြစ်နေတာလားဆိုတာပါပဲဒီအတွေးပွားဆရာမိကွန်းလေးနဲ့ပဲဒီတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေ